မမြဲတဲ့အပေါ်မှာလူတွေကမမြဲမှန်းတော့သိတယ်ဒါပေမဲ့ချမ်းသာတယ်လို့ထင်တာအဲ့ဒီမမြဲတဲ့အရာဟာဒုက္ခဆိုတာကိုဖြစ်နေအောင်ပွားဒီဒုက္ခကအနိစ္စရှုထောင့်ကသွားတဲ့ဒုက္ခအနိစ္စဖြစ်နေတဲ့မမြဲတဲ့အရာတစ်ခုကဒုက္ခဘာလို့လဲဆိုဖြစ်ချင်းပြချင်းတွေကအမြဲတမ်းဒုက္ခပေးနေတာစက်ထားလို့မှမရတာစက်ထားလို့မရအောင်အနောက်ရှက်ခန်းနေရတဲ့ဘဝကြီးထဲမှာဘုန်းကြီးတို့တွေနေနေကြတာတဲ့ဒါကြောင့်မို့လို့မမြဲတဲ့ခန္ဓာကိုယ်ကြီးကမမြဲသည့်အတွက်ကြောင့်ဒုက္ခပါလို့ဒီအမတ်တင်ညာကိုကိုယ်စိတ်ထဲမှာလေ့ကျင့်ပေးထားပါဒီတင်ညာနဲ့စိတ်ကိုတွဲပြီးတော့လေ့ကျင့်ပေးပါဒုက္ခကိုတွဲပြီးတော့လေ့ကျင့်ပေးလို့ရှင်ဘယ်လိုဟာတွေအကျိုးရှိလာတော့ဆိုကမ္မဋ္ဌာန်းအာတော်မှာပြင်းတယ်ကုသိုလ်လောကမှာပြင်းတယ်ဆိုတဲ့အဲ့ဒီအပြင်းတွေဖယ်ရှားနိုင်တယ်မပြင်းတော့ဘူးဘာလို့လဲဆိုမမြဲဘူးမမြဲမှုတွေကအမြဲတမ်းဒလစဒုက္ခပေးနေတယ်ငါပြင်းနေလို့မဖြစ်ဘူးဟော